ပေါ့အမျိုးသမီးမထီရဆိုတကယ်လို့မိဘပေါ့မိဘအဓိကအမေပေါ့နော်အမေကျမ်းမာရေးမကောင်းလို့ဦးစင်းနေနဲ့အမပေါ့နှိမ့်နှင်းပေးတာပေါ့အမျိုးကြီးကြတော့ဟောတင်းလျော်ပါလားဗျာဦးစင်းခုနှစ်ဟိုပြောခါပြောလိုက်နော်ဟိုမလို့မရဘူးသူမိဘရဲ့အဝစားမိဘကအဖေဝစားတော့ချော်လို့ရအဖေကိုနှိပ်ပေးလို့ရတယ်သမင်းခွင့်ချလို့ရတယ်နှိပ်ပေးလို့ရတယ်အမေကျတော့အမျိုးသမီးဖြစ်နေတဲ့အတွက်ကြောင့်နှိပ်ပေးလို့မရဘူးခုနအမေရဲ့ဝစားတွေချော်ပေးလို့မရအောင်တင်ပါဗျာအမျိုးသမီးဖြစ်နေတဲ့အတွက်ကြောင့်လေတင်ပါဦးစင်းပြောလိုက်ပါတော့ဝီနည်းရမှာရင်းနေတောင်မှသူကတဆင့်ခံပြီးကယ်ဖို့ပြောထားတာကိုသူကတင်ပါဗျာအမေကရင်ကျုံနေဘယ်လိုလုပ်မလဲတော့ဇာတ်ထဲမှာဒါအထက်ကရာဆရာတွေကိုယ်တိုင်ကကိုစောတကတက်ထားတယ်အကေအမေကကယ်ရင်နေသွားပြီတဲ့အဲ့တော့တားကမကယ်တော့ဘူးလားပေါ့တင်ပါအဲ့တော့ကယ်မယ်ဆိုဓာတ်ရိုက်တော့မကယ်နဲ့လေသူကဂျားမှာဝလုံးလို့ပါတော့တစ်ခုချားပြီးတော့ကယ်ပါဆိုပြီးတော့ပြောထားတယ်အဲ့လိုပြောတာဒါစာထဲမှာဗာနဲ့ပြောတာလေလောက်ကျင်နော်အဲ့တော့တခါကြောင်ကျပြောတယ်မကျင်နိုင်တော့ထက်ကရာဆရာပဲဖြစ်နေကြပါတော့လို့ပြောတယ်အရှင်များတို့အဆုံးမအောင်လုံးလားပြောဦးစင်းရောက်တာမဟုတ်ဘူးဒါစာထဲမှာဗာနဲ့ဦးစင်းကပြောရတာလေလို့ဦးစင်းတို့ကဘာဒီထက်ပိုပြီးဘာမှဖြစ်စေခင်မရှိဘူးလို့မကြိုက်ရင်မကျင်တာပဲရှိတယ်ပေါ့တော့ကိုယ်သဘောပဲတည်းဒါကတော့နော်တင်ပါဗျာမရဘူးခုနကလည်းပြောဆိုပေါ့နော်အဲ့ဒါမျိုးသမီးတွေဒကမိုင်းမိတာကောင်းတယ်မျိုးသမီးတွေဘုန်းကြီးတွေကိုမနှိပ်ပေးသင့်ပါဘူးနော်မနှိပ်ပဲဘာတော့ရဟန်းတော်တွေနဲ့ကဒါမျိုးသမီးထိလို့မရဆိုဥပဒေရှိတော့လေဒါမနှိပ်ပေးသင့်ဘူးဘာတော့နှိပ်ပေးမယ်ဆိုလို့ရှိရင်ဘာတော့မတော်တဆတာသွားမှာပဲလေမတော်တဆတိရတယ်မတူလေဒီဥစ္စာကြတော့လေဟိုဆရာဝန်တွေပါလေစမ်းတက်တယ်ဆိုတာခဏလေးပဲဆန်တာပြီးသွားပြီနှိပ်တာကျတော့ကြာမယ်လေ15မိနစ်20နိုင်ဝက်ဆိုတော့ကြာမှာလေပြီးဓာကြီးရပြီးခဏကိုတစ်ချောင်းလုံးဒီခြေတော့တစ်ခုလုံးလိုက်နှိပ်နေခုနေရာနေလိုက်နှိပ်နေတာဆိုတော့ဘာပြောတာရတဲ့စိတ်တော့ဖြစ်သွားနိုင်တယ်ဒါကနော်အဲ့တော့तूမရဘူးစားထဲမှာဓာတ်ရိုက်ပါတယ် तू ကသမီးလည်းမရဘူးဘာမှမရဘူး तू ကညီမောင်နှမရှင်းလည်းမရဘူး तू ကစားထဲမှာဓာတ်ရိုက်ပါတယ် तू ကဒါငါသမီးလေးဆိုတော့ထိပ်ပေါ်သွားပြီးတော့ထိပ်သွားဖို့လည်းမရဘူး तू ကသမီးဆိုတဲ့စိတ်နဲ့လည်းမကန်ရအောင် तू ကအာဘဲရှင်းတော့မတူဘူးပေါ့နော် तू ကဟိုရာဂစိတ်နဲ့ကိရတာစိတ်နဲ့ငါကန်ရင်တော့ဒါအာဘဲကြီးတယ်တန်ခါတစ်လို့ခေါ်တယ်ဟိုသမီးဆိုတဲ့စိတ်နဲ့နော်သမီးဆိုတဲ့စိတ်နဲ့ကန်ရင်တော့ဒါအာဘဲနည်းနည်းပေါ့သွားတယ်ဟိုကိရတာရာဂကြီးမဟုတ်ဘူး तू ကအဲ့ကြောင့် तू ကအာဘဲနည်းနည်းပေါ့သွားဒုက္ခအာဘဲလို့ခေါ်တယ်အဲ့တော့သမီးဆိုတဲ့စိတ်နဲ့ကန်ရင်တော့ဒုက္ခဟိုလိုမျိုးကိရတာရာဂစနေတော့ကင်တော့ဒါအဘကြီးတယ်တန်ခါတက်လက်ခေါ်တယ်အဘနှမျိုးသားမတူးနော်သူကသူရဲ့စိတ်ပေါ်မှာမူတည်ပြီးတော့အဘကွဲသွားတယ်အဘကွဲသွားတယ်အဲ့လိုမျိုးအဲ့လိုပဲဒါငါအမေပဲစိတ်နဲ့ကင်လို့ရှိရင်တော့ဒုက္ခပဲသူကဟိုအဘကြီးတော့မဟုတ်ဘူးပေါ့နော်အဘကြီးတော့မဟုတ်ဘူးဒုက္ခပေါ့အဲ့လို